ဒီပုံကိုယူလေးရဲ့ချပောက်မှာရောကောမန့်မှာရောလာပြီးတော့မေးကြလို့ပေါ့နော်ကိုလိုချင်တဲ့စတိုင်ကိုလိုချင်တဲ့အင်ကြီးနဲ့ပေါ့နော်လုံးလို့မရဘူးဆိုတဲ့သူလေးတွေပေါ့နော်ကိုလိုချင်တဲ့အင်ကြီးပုံကိုထည့်ပြီးတော့ပေါ့နော်လုတ်တဲ့နီလေးကိုယူလေးကအခုတခါလာရောက်မျှပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာအခုလိုမျိုးအရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယူလေးကိုခေါ်လို့လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယူလေးနဲ့တူတူတွားကြည့်ကြမယ်ရှင်ဂျမနိုင်းဆော့ဝဲလေးတွေကိုပဲနှိပ်လိုက်မယ်နော်ဒီမှာရောက်လာပြီဆိုရင်တော့အပေါင်းလေးကိုနှိပ်လိုက်မယ်ဒီ gallery ထဲမှာကိုယ့်ရဲ့ပုံလေးနဲ့ကိုဝတ်မဲ့အင်ဂျီပုံလေးကိုသွားပြီးတော့ယူထည့်မယ်နော်ခုလိုမျိုးပုံလေးယူလာပြီးဆိုရင်တော့ဒီနေရာမှာစာသားလေးထည့်လိုက်မယ်နော်ဒီစာသားလေးကိုယွန်းလေးရဲ့ comment မှာပဲရေးပေးထားမယ်နော်ဒီညားလေးကိုနှိပ်ပြီးတော့ပို့လိုက်မယ်ဒီနေရာလေးမှာခဏလေးစောင့်လိုက်မယ်နော်ခုလိုမျိုးပုံလေးရလာပါပြီရှင်ဒီပုံလေးကိုစေ့ကျင်နေဆိုရင်တော့ဒီပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပုံမှန်ပဲဒီညားလေးကိုနှိပ်ပြီးတော့စေ့လိုက်ပါမယ်ရှင်တကယ်လို့ကိုယ့်ရဲ့ရုံနဲ့မတူဘူးဆိုရင်တော့ဒီရုံလေးကိုယ့်ရဲ့ရုံနဲ့တူအောင်ပြန်လုပ်တဲ့နည်းလေးကိုလည်းတင်ပေးထားပါတယ်နော်ဒါဆိုရင်တော့စေ့ပြီးပါပြီရှင်